ယူလင်းသူအောင်နေပြီးတော့ရဲ့ငါနဲ့ပြည့်နေပတ်လေအခမ်းအနားနဲ့ရှော်ရွန်တဲ့ဖွင့်လှစ်ခြင်းမင်္ဂလာရှိတဲ့အခမ်းအနားမှာကျွန်တော်တို့မန္တလေးမြို့ကစန္ဒယာငင်းချမ်းဦးစီးတိခတ်တဲ့မြန်မာမို့တေဂီတာအဖွဲ့ကမန္တလေးမြို့ကကန္နဝင်တေးပြုစာဆိုကြီးအလင်္ကာကျော်စွာဆရာမျိုးမှငင်းရေးသားခဲ့တဲ့ကန္နဝင်တေးများစွာတွေကဖရာတရားတန်ခါရတနာသုံးပါးရဲ့အနိုင်မဲ့ဂုဏ်တော်ကျေးဇူးတော်တကုတော်တွေကြောင့်ကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာခေတ်အဆက်ဆက်မှာဘေးဆိုးကဆိုးအန္တရာယ်ဆိုးအမျိုးမျိုးကိုအောင်မြင်စွာကျော်လွှားနိုင်ခဲ့ကြတယ်လို့တေကောင်းနမိတ်ကောင်းဆောင်ပြီးရေးသားတည်ကုန်းထားတဲ့ထိုသုံးပါးလို့အမည်ရတဲ့တေးနဲ့စတင်ပြီးမင်္ဂလာယူအခမ်းပေးပါရစေခင်ဗျာဘေးတွေကင်းပြီလေနေရောညပါအေးစေခလေးတွေတချင်းစီဆိုကြပဲဘေးတွေကင်းပြီလေနေရောညပါအေးစေခလေးတွေတချင်းစီဆိုကြပဲဖိုးတော့ကအချေဖိုးတော့ကအနေကိုကလေးတွေပူလို့အေးချင်းထဲမှာဆုလို့အလူအရက်ထိုင်ကဂါထာမန္တန်ရော့အန္တာတွေကြောင့်ဘေးပြောက်လို့ရံပြေဖယားကေရာတွေတရားကေရာတွေတန်ဃာတော်မြတ်ကေရာတွေတို့မြမပြေကျေးဇူးတော်ကထိုသုံးပါယရနာအမှန်ပါဘေချင်းတီဆိုကြပဲဘေးတွေကင်းပြီလေနေရောညပါအေးစီခလေးတွေတချင်းတီဆိုကြပဲဟိုတော့ကအချေဟိုတော့ကအနေကိုကလေးတွေပူလို့အေးချင်းထဲမှာဆုလို့အလူအရက်ထိုင်ကဂါထာမန္တန်ရွတ်အန္တာတွေကြောင့်ဘေးပြောက်လို့ရံပြေဖယားကေရာတွေတရားကေရာတွေတန်ဃာတော်မြတ်ကေရာတွေတို့မြမပြေကျေးဇူးတော်ကထိုသုံးပါယရနာအမှန်ပါမေစံစီစေစာလောက်ငါမြတ်ကကြောလွားခဲ့ပြီယရနာသုံးပါဥထိတ်ထားများတဲ့ကျေးဇူးတွေအရင်ကနဲ့မတူဝေလေယာကိုင်းကျွန်းအောင်မြေတောင်သူတွေအမှုထားဥဖြာတန်ဃာတွေကျောင်းတွေခံတွေတိမ်စရက်တွေအရရလူနိုင်မေဖယားကေရာတွေတရားကေရာတွေတန်ဃာတော်မြတ်ကေရာတွေတို့မြမပြေကျေးဇူးတော်ကထိုသုံးပါယရနာအမှန်ပါပဲလောက်ငါမြတ်ကကြောလွားခဲ့ပြီယရနာသုံးပါဥထိတ်ထားများတဲ့ကျေးဇူးတွေအရင်ကနဲ့မတူဝေလေယာကိုင်းကျွန်းအောင်မြေတောင်သူတွေအမှုထားဥဖြာတန်ဃာ
လူနိုင်မေဖယားကေရာတွေတရားကေရာတွေတန်ဃာတော်မြတ်ကေရာတွေတို့မြမပြေကျေးဇူးတော်ကထိုသုံးပါယရနာအမမမေဖယားတွေကြောင်းတွေတစောင်းတွေလူရန်နာတွေတို့မြမဆိုတဲ့အမျိုးအကျုပ်ခံစားရပဲဖယားတွေကြောင်းတွေတစောင်းတွေလူရန်နာတွေတို့မြမဆိုတဲ့အမျိုးအကျုပ်ခံစားရပဲစောင်းတွေလူရန်နာတွေတို့မြမဆိုတဲ့အမျိုးအကျုပ်ခံစားရပဲဖယားတွေကြောင်းတွေတစောင်းတွေလူရန်နာတွေတို့မြမဆိုတဲ့အမျိုးအကျုပ်ခံစားရပဲနာမကင်းရှာဘူးထင်မိန်တယ်လေအေးလေကိုယ်နေကြလားဟဲ့စိတ်တိုင်းကြတင်တော်သလိုသာနေဖယားခေရာတို့တရားခေရာတို့တန်ဃာတော်မြတ်ခေရာတို့တို့မြမပြေကျေးဇူးတော်ကထိုသုံးပါယရနာအမမဆိုတဲ့အမျိုးအကျုပ်ခံစားရပဲဖယားတွေကြောင်းတွေတစောင်းတွေလူရန်တာတွေတို့မြမဆိုတဲ့အမျိုးအကျုပ်ခံစားရပဲဖယားတွေကြောင်းတွေတစောင်းတွေလူရန်နာတွေတို့မြမဆိုတဲ့အမျိုးအကျုပ်ခံစားရပဲဖယားတွေကြောင်းတွေတစောင်းတွေလူရန်နာတွေတို့မြမဆိုတဲ့အမျိုးအကျုပ်ခံစားရပဲနာမကင်းရှာဘူးထင်မိန်တယ်လေအေးလေကိုယ်နေကြလားဟဲ့စိတ်တိုင်းကြတင်တော်သလိုသာနေဖယားခေရာတွေတရားခေရာတွေတန်ဃာတော်မြတ်ခေရာတွေတို့မြမပြေကျေးဇူးတော်ကထိုသုံးပါယရနာအမမ